ခုပေါ်တော့မှဒီမှာဒီနေ့ထပ်ပြီးတော့မှတင်ပေးမယ်တင်ငန်းစာလေးတွေကကြတော့ဒီရင်ပုံးလေးပေါ့နော်ဒီရင်ပုံးလေးကိုဂျားပြတ်လေးနဲ့ထည့်ပြီးတော့မှတင်ပေးမယ်ပေါ့နော်ဒီမှာကတော့ဒါလေးကကိုယ်တွေကိုအချက်ကြီးမဟုတ်ဘဲနဲ့သူ့ရဲ့ကိုယ်တွေကိုအပွားပုံစံလေးယူပြီးတော့မှသူကလက်ဖြတ်ဆက်ပါတယ်အခုမှတင်ပေးမယ့်ပုံမှန်ကကြတော့ဒီလက်ဖြတ်ဆက်မပါတော့ဘဲနဲ့လက်ကိုတောက်လျှောက်တစ်ဆက်သေးလေးကိုမှချေးရင်ပုံအဖွားရင်ပုံစံလေးပေါ့နော်အဲ့ဒါကိုမှကိုကလက်ရှိပဲဖြစ်စေလက်တူပဲဖြစ်စေကြိုက်တဲ့ပုံလက်စကားပဲဖြစ်စေကြိုက်တဲ့ပုံချုပ်လို့ရတယ်ပေါ့နော်မှတော့ဒီမှာလက်တူပုံစံလေးနဲ့ဖြတ်ပြီးတော့မှပြောပြသွားမယ်လက်ရှိဆိုရင်လည်းကိုကြိုက်တဲ့လက်ရှိကိုပဲကိုလိုချင်တဲ့အရှိအနေထားကိုယူပြီးတော့မှဖြတ်သွားရုံနဲ့နော်အဲ့တော့အခုဒီပုံစံလေးပေါ့လေဘင်းလုံးခုတ်လေးနဲ့ရိုးရိုးလေးပဲနော်ရိုးရိုးလေးပဲဒါလေးကသူ့ရဲ့ပဒံကစားတဲ့သဘောတရားလေးတွေနည်းနည်းတော့ပါတယ်ပေါ့နော်ဒါပေမဲ့အခုဒီရင်ပုံးလေးကအရန်ကိုဘယ်လိုပြောမလဲမမစီမှာဒီပုံလေးတင်ပြီးတဲ့နောက်ပိုင်းကိုတအားတောင်းဝယ်နေကြတာတွေလည်းတအားများတယ်ပေါ့နော်ဒီရရှိချောင်းလဲဒါလေးတွေကတော့တော်တော်ခေတ်စားလာမယ်လို့တော့ယူဆတာပဲတတောင်တတလည်းအရန်ရှိတော့လေနော်အဲ့တော့အခုဒါလေးကိုမှတင်ပေးမယ်အဲ့တော့ pattern တွေကိုအမတို့ copy ပို့ထားတယ်ရှေ့ချမ်းနောက်ချမ်းပို့ထားမယ်ပို့ထားပြီးဆိုလို့ရှိရင်သူ့ကိုဘာကနေစပြီးတော့မှသွားမလဲဆိုတော့ခါကြတော့ဘေးကိုယ်တဲ့လေးတွေကိုအပွားပုံစံသွားတာဆိုတော့ဘေးကိုယ်တဲ့လေးတွေကိုချဲ့ချရှိတာလေးတွေချဲ့ထားမယ်နော်အဲ့တော့ဘလောက်ချဲ့မှာလဲကိုဘလောက်ပွားကျင်တယ်လဲပေါ့နော်ပုံမှန်ချဲ့တဲ့ဟာကတော့ပုံမှန်ဆိုလို့ရှိရင်မမတို့က1 or 1.5 cm နော်1 cm လည်းချဲ့လို့ရတယ်1.5လည်းချဲ့လို့ရတယ်ခုနကပြတဲ့ပုံလေးမှာတော့မမက1 cm ချဲ့ပေးထားတယ်နော်အဲ့တော့ဒီမှာလည်းမမက1 cm ပဲချဲ့မယ်အဲ့တော့ 1.5 လောက်ထိလည်းချဲ့လို့ရတယ်နော်အဲ့တော့ခုနကပြတဲ့ပုံစံလေးမှာတော့မမကအဲ့ဒီညီမလေးကိုချုပ်ပေးထားတာဒီ1 cm လည်းချဲ့ပေးထားနော်အဲ့တော့တက်တောင်ဖြစ်တယ်နည်းနည်းလေးပွားတယ်အရန်ကြီးပွားသွားတာလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်အဲ့တော့အခုဒီမှာသူ့ရဲ့မူလပတ်တန်ရှိတယ်အဲ့ဒီကနေပြီးတော့ခါကြတော့မမတို့က1 cm လေးချဲ့မယ်ပြီးလို့ရှိရင်ခါပေါ့နော်ခါရှည်ကိုဘယ်လောက်လိုချင်တာလဲခါရှည်ကဘယ်လောက်လိုချင်တာလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မမတို့ကအဲ့ဒီနေရာမှာထပ်ပြီးတော့သွားပြီးချဲ့ပြီးမယ်အဲ့တော့ဒီမှာကတော့မမကခရိုလေးကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခရင်လောက်သွားပြီးယူခြင်းလည်းရတယ်နော်ခရိုလောက်ယူခြင်းလည်းရတယ်အဲ့တော့အခုဒီမှာခရင်လေးဖြစ်စေခရိုဖြစ်စေကိုယ်စိတ်ကြိုက်ကလေးယူလို့ရတယ်အဲ့တော့ဒီမှာမမကခရိုလေးပဲယူမယ်နော်3 cm မတို့ခါမြင့်ရဲ့အောက်ကို3 cm ချလိုက်မယ်နော်3 cm ချလိုက်တယ်3 cm ချပြီးလို့ရှိရင်ဘေးကိုမတို့က1 cm လောက်ကလေးပြန်ပြီးတော့တက်သေးတယ်ဆိုတော့ခါကျတော့သူ့ရဲ့အပေါ်1 cm ပြန်တက်ပြီးတော့မှအဲ့ဒီမြင်းလေးပေါ်မှာ1 cm သွားပြီးတော့ယူမယ်ပြီးရင်အဲ့ဟာလေးနှစ်ခုကိုမတို့ဆက်လိုက်တယ်နော်အဲ့ဒီမြင်းလေးနှစ်ခုကိုမတို့သွားပြီးတော့ဆက်အဲ့မှာလည်း1 cm လေးပြန်ပြီးတော့ထုတ်လိုက်တယ်အဲ့တော့ဒီပုံစံလေးဒီမတို့ကပတ်လည်လေးကို1 cm တစ်ပတ်လည်လုံးထုတ်တယ်ဆိုတဲ့သဘောမျိုးပေါ့အဲ့တော့ဒီမှာခါမြင်းကနေလည်းမတို့မြင်းလေးတစ်ကြောင်ဆွဲပြီးတော့ထုတ်ထားနိုင်မယ်နော်သူကနေဒီအမှတ်ကလေးနဲ့ဒီအမှတ်ကလေးနဲ့ကိုမတို့အလိုက်တင်လေးသွားပြီးတော့ဆက်လို့လည်းရတယ်နော်လိုက်တင်လေးသွားပြီးတော့ဆက်မယ်ဆက်တဲ့အချိန်မှာခါကနေပြီးတော့မှ1 cm လောက်ကလေးမှာသွားရပြီးတော့မှဆက်မယ်ပြီးလို့ရှိရင်သူကနေပြီးတော့မှအောက်ကိုမတို့ဒီဘက်1ထုတ်ထားတဲ့နေရာအထိမသွားဘဲနဲ့တက်လောက်လေးဆင်းပြီးတော့မှဆက်လိုက်မယ်ခါရှည်တယ်ပေါ့နော်ခါကို9 cm 10 cm လောက်လေးချတယ်ဆိုလို့ရှိရင်တော့မတို့က1ထုတ်ထားတဲ့ဟာနဲ့တွားပြီးတော့မှဆက်လိုက်ခုကမမက1တော့ထုတ်ထားတယ်ဒါပေမဲ့ခရိုလောက်ထားတဲ့အတွက်ကြောင့်မို့လို့ခါကြီးအရန်ပွားသွားမှာဆိုတဲ့အတွက်ကြောင့်မို့လို့သူ့ကိုဒီခါညင်းလေးကနေပြီးတော့မှဒဲနီးပါးလေးပဲအောက်ကိုဆင်းချတာเนาะအဲ့ဒါပြီးရင်ဒီဘက်ကအမှတ်ကလေးကိုသူ့ရဲ့ခါညင်းလေးပေါ်မှာမတို့တွားပြီးတော့ဝိုင်းလိုက်လို့ရှိရင်ဒါလေးကသူ့ရဲ့ကိုယ်တယ်လေးဖြစ်သွားပြီเนาะဒီကနေလဲ1 cm ထွက်မယ်ကိုခါဖြတ်ထားတဲ့နေရာလေးကနေလည်း1 cm လောက်လေးရမယ်ပြီးရင်ဒီခါနေရာကနေ1 cm အဲ့ဟာလေးကိုမတို့ကပြည့်လေးပြန်ပြီးတော့မှဆက်ပေးလိုက်တာเนาะအဲ့တော့အဲ့လိုမျိုးလေးဆက်ပေးပြီးသွားပြီဆိုတော့ခါကျတော့မှဒီမှာလည်းအတူတူပဲအနောက်ချမ်းမှာမတို့ဒီဘေးမှာ2 cm ပဲရှိတဲ့အတွက်ကြောင့်မို့လို့2 cm ပြီးလို့ရှိရင်ဒီကနေပြီးတော့မှ1 cm ထွက်မယ်ခါကနေလေ1 cm လေးထွက်မယ်သူ့ကိုလည်းမတို့လိုက်တင်လေးပဲနော်ဒီအောက်ကိုကျတော့ပေါ့ပေါ့လေးမဟုတ်တော့ဘူးမတို့ဒဲနီးပါးလေးကိုပဲတွားပြီးဖြတ်ပေးမယ်ဘာလို့လဲဆိုတော့ခရိုဖြစ်နေလို့နော်6 cm တို့9 cm တို့ခါဘေးကိုချတယ်ဆိုလို့ရှိရင်တော့1အတိုင်းလေးကိုသူ့ရဲ့အကွေးလေးအတိုင်းနဲ့မတို့ပြပြလေးပြန်ပြီးတော့ဆက်ပေးပါနော်အဲ့တော့ဘေးကိုချဲ့စာလေးပြီးသွားပြီဘေးတွေကိုချက်ပြီးသွားပြီဆိုလို့ရှိရင်မတို့ကသူ့ကိုခုံးထောက်တွေပိတ်စရာလေးရှိတယ်
ရင်ပုံးတွေထုံမယ်လေပင်ဖောက်မယ်နော်အဲ့တော့ခါကျဒီမှာကျတော့မမတို့ကဒီအင်ကြီးလေးဒီဘေးထောက်တစ်ချောင်းနဲ့ပဲပါတယ်မမတို့ဒီထောက်ကိုလုံးဝဖျောက်ပြထားတယ်ဘာလို့လဲဆိုတော့ကိုယ်တွေကိုအပွားယူထားလို့နော်ကိုယ်တွေကိုအပွားယူထားလို့ဘေးထောက်ကိုချောင်းနဲ့ပဲထည့်တယ်ဒီထောက်ကိုလုံးဝထည့်ပြီးတော့မှမစင်းစားဘူးနော်အဲ့တော့သူ့ကိုလေပင်ဖောက်ပြီးတော့မှရင်ပုံးလေးအရင်ထုံအဲ့တော့မမကတော့ဒီမှာဘေးကို 0.5 ကလေးချဲ့လိုက်တယ်သူ့ရဲ့မူလလေပင်ကနေအောက်ကို1 cm လေးဆင်းပြီးတော့အခါကျတော့မှလေပင်လေးကိုဖောက်မယ်နော်အဲ့တော့လေပင်ကကျတော့အဲ့ဒီအင်ကြီးလေးမှာလုံးကုတ်ကလေးလုပ်ပေးထားတယ်အဲ့တော့ဒီမှာလေပင်ကိုမတို့ဝိုင်းဝိုင်းလှလှလေးဖြစ်အောင်ဖောက်မယ်နော်ပြီးလို့ရှိရင်နားလေးမှာလေပင်ဒီလိုလုံးကုတ်ကလေးတွေတို့လဲစီလေးတွေတို့ချုပ်တယ်ဆိုလို့ရှိရင်ဒီနားလေးမှာသူ့ကို 0.5 လောက်အမြဲတမ်းသွားပြီးတော့တိမ့်ပေးတယ်ဒီနားလေးမှာဒီရင်နေရာလေးမှာကက်ကလေးဖြစ်သွားအောင်ဒီလေပင်နေရာလေးမှာတွားပြီးတော့0.5 သိမ်းတယ်နော်0.5 သိမ်းတယ်အဲ့တော့ဒီနောက်ချမ်းမှာလည်းတူတူပဲမမတို့ကဘေးကို 0.5 ချဲ့တယ်နောက်ချမ်းလေပင်လေးကိုအရန်တက်နေမှာဆိုတယ်ဆိုရင် 0.5 တော့ချလို့ရတယ်သူ့ရဲ့မူလလမ်းမှာမူလနင်းပေါ်မှာပဲလေပင်ပေါက်ဖောက်မယ်ဆိုလည်းရတယ်နော်လုံးဝကက်ကလေးကြိုက်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့မူလလေပင်ပေါက်ကနေပဲမမတို့ကဘေး 0.5 ကလေးနဲ့လာပြီးဆက်တယ်အဲ့တော့ကိုကဒီလေပင်လေးကိုပေါ့ဘယ်လောက်ရှိလဲကိုတိုင်းထားတဲ့လေပင်လေးနဲ့သူ့ရဲ့အကျယ်အဆင်ပြေမပြေသိကျင်တယ်ဆိုရင်ဒီမှာခုံးလေးနှစ်ခုကိုတွားပြီးတော့ထပ်မယ်တိတ်ကလေးနဲ့ခဏထိန်းပြီးလို့ရှိရင်လေပင်ပေါက်ကိုတစ်ချက်တိုင်းမယ်နော်အဲ့တော့ဒီအင်ကြီးလေးတွေမှာနောက်ချမ်းဒီမမတို့ကလေပင်ပေါက်ဖောက်တဲ့နေရာကနေအများတန်း 0.5 သိမ်းရမယ်လို့ပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာ 0.5 သိမ်းမယ်နော်အဲ့တော့မှဒါလေးကိုမမတို့တိုင်းကြည့်19ဒီနေရာမှာ 0.5 သိမ်းပြီးသား19ဆိုတော့38သူ့ရဲ့ level လေးက36လောက်ရှိတယ်ဆိုတော့ခါကြတော့မမတို့က2 cm ပွားစာလေးရှိတယ်အဲ့တော့ဒီနေရာလေးတိမ့်လိုက်တယ်ဒီနေရာလေးတိမ့်လိုက်တယ်ကျန်းနေတာဒီ38ဆိုရင်နေရာထိုင်ရတာတက်တောင်ရှိတယ်မဟုတ်ဘူး36ကိုမှလုံးဝကွက်တီလိုချင်တာဆိုလို့ရှိရင်တော့မမတို့ကသူ့ကိုဘာလုပ်လို့ရမလဲဆိုတော့ဒီဘေးမချဲနဲ့ဒီဘေးမချဲနဲ့ဒီအောက်ကို1မချနဲ့ 0.5 လောက်ပဲချပြီးတော့မှလုပ်လို့ရတယ်เนาะဒါပေမဲ့မမကတော့ level လေးကိုဒီလိုမျိုးအရန်မတစ်ပဲနဲ့တက်တောင်ရှိတဲ့နေရာကိုတက်တောင်နေထားလောက်ကိုပဲကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘေးကို 0.5 လောက်ချဲပြီးရင်အောက်ကို1 cm လောက်ပဲဆင်းတယ်ရံပန်ရံကလုံးဝကတ်ချင်တဲ့ customer မျိုးရှိတယ်ဆိုရင်တော့ 0.5 ချ 0.5 ချက်နော်အဲ့တော့ဒီ level အကျယ်ဒီကိုစိတ်ကြိုက်ပေါ်မှာမူတည်ပြီးတော့မမတို့ကျင်းတာကြုံတာလုပ်လို့ရတယ် 0.5 ချမှာလား 0.5 ချမှာလား 0.5 ချမလား1ချမလားဒါမှမဟုတ်ဒီကနေပဲလုံးဝကွက်တိနော်ကွက်တိကို level ကိုလုံးဝတိတိကျကျယူထားတဲ့လူမျိုးဆိုလို့ရှိရင်တော့အဲ့တိတိကျကျအတိုင်းကိုမတို့ပြန်ပြီးတော့ဖောက်ပြီးလို့ရတယ်နော်အဲ့တော့အခုဒီမှာ38ဒီလောက်နဲ့ပဲမကယူမယ်ဒီအင်ကြီးကိုအဲ့တော့ level ပေါက်ရပါပြီဆိုတော့မတို့ကဒါလေးကိုထပ်မယ်အဲ့တော့မှပြီးမှဒီဘက်ကိုမတို့ပြန်ထပ်မယ်နော်သူ့ရဲ့ရင်ပုံးချမ်းကိုတွားမယ်အဲ့တော့ရင်ပုံးလေးကိုမတို့စပြီးတော့ဆွဲမယ်ဒါလေးကလေပင်ပေါက်လေးအဲ့တော့လေပင်ပေါက်ကလေးရဲ့အောက်ကိုမမက1 cm လေးချလိုက်တယ်နော်အဲ့1 cm ချထားတဲ့နေရာကနေပြီးတော့မှရင်ပုံးလေးကိုထုတ်တယ်အဲ့တော့ဒီမှာခါးနေရာကနေလဲမမကရင်းလေးတစ်ကြောင်ဆွဲမယ်အဲ့တော့ဒီမြန်မာရင်ပုံးရှေးရင်ပုံးလေးတွေမှာကြတော့မတို့ကခုခေတ်ရင်ပုံးတွေနဲ့ဘာကွာလဲဆိုတော့ခါကြတော့ခုခေတ်ရင်ပုံးတွေကကြတော့အပေါ်ပိုင်းကြည့်ပြီးတော့အောက်ပိုင်းသေးတယ်ဒီရှေးရင်ပုံးလေးတွေဖွားရင်ပုံးလေးတွေကကြတော့အပေါ်ပိုင်းသေးပြီးတော့အောက်ပိုင်းကြီးတယ်နော်အဲ့တော့မမက
ဒီအင်ကြီးလေးတွေမှာရင်ပုံးလေးကိုကြီးလေးလိုချင်တယ်ပေါ့နော်ရင်ပုံးလေးကိုနည်းနည်းလေးကြီးပြီးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်ပိုင်းကို10စင်တီထုတ်ပြီးတော့မှအောက်ပိုင်းမှာမမက12စင်တီလောက်တွားပြီးတော့ယူထားတယ်နော်ပေါ်ပိုင်းကို10စင်တီယူပြီးတော့မှအောက်မှာ12စင်တီလောက်တွားပြီးတော့မှယူလိုက်တယ်ပေါ့အဲ့တော့မတို့ရင်းလေးတစ်ချက်တားထားမယ်အဲ့တော့ဒီနေရာမှာရင်ပုံးကိုမတို့ကဒီလိုထည့်ကြီးမယူဘဲနဲ့အောက်ကို1 or 1.5 လောက်ချပြီးတော့မှယူပေးတယ်ဆိုတော့မမက1.5ချလိုက်တယ်ပြီးရင်ဒါလေးနဲ့ဆက်လိုက်တယ်1.5ချတယ်အမှန်ပြီးလို့ရှိရင်ဒီနေရာမှာမတို့ကအဖုံချမ်းလေးကိုအပေါ်ကိုနည်းနည်းလေးအဆွေလေးသွားခြင်းတယ်ပေါ့နော်အဆွေလေးသွားခြင်းတယ်ဆိုတော့ခါကျတော့ဒီအောက်ကနေပြီးတော့မှလည်းမခါမြင်းကနေပဲသွားထားတယ်နော်ခရိုလေးလှုပ်ထားတယ်မြောက်မြောက်ကလေးဖြစ်လိမ့်မယ်ဒီပုံစံလေးရလေနော်ခါတူတူမြောက်မြောက်ကလေးတော့ဖြစ်လိမ့်မယ်အဲ့တော့ဒီမှာမမတို့ရဲ့လဲချက်နေရာကနေပြီးမမကဒီဘက်မှာလည်းအတူတူပဲ1 or 1.5သွားပြီးတော့တက်မယ်ဆိုတော့1.5ပြန်ပြီးတက်မယ်1စင်တီလောက်တက်လဲရတယ်เนาะအဲ့တော့အဲ့ဒီစနစ်နေရာမှာပဲမတို့ဒဲဆွဲထားတဲ့မြင်းပေါ်မှာသွားပြီးတော့ဖြတ်တယ်ပြီးပြီဆိုတော့ခါကြတော့မှသူတို့နှစ်ခုကိုမတို့ပြန်ပြီးတော့မှဆက်လိုက်ရင်ဒါလေးကသူ့ရဲ့ရင်ပုံးချမ်းလေးဖြစ်သွားတယ်เนาะအဲ့တော့ဒီနေရာမှာမတို့ဒါကတော့လုံးဝဒီ၄တောက်ဆက်တီကတော့လုံးဝရှေးပုံစံလေးအတိုင်းပေါ့နော်ဒီကြားထဲကနေမှမတို့ဒီနားလေးမှာအလုံးလေးနဲ့သွားခြင်းလဲဆိုလဲရတယ်เนาะဒီနေရာလေးမှာလုံးပလိုက်တာမျိုးပေါ့ဥမာကိုကဒီနေရာမှာရင်ပုံးကိုအလုံးပုံစံလေးနဲ့အပေါ်ပိုင်းလေးကိုလုံးလိုက်ခြင်းလဲဆိုရင်လည်းဒီကနေအဲ့လိုအလုံးလေးနဲ့အောက်ကားလေးနဲ့သွားတဲ့ဟာလေးတွေလည်းရှိတယ်เนาะဒါကတော့ကိုမျိုးစုံပေါ့ခုဒီမှာတော့မမကဒီ၄တောင်အတိုင်းလေးကိုပဲပြန်ပြီးတော့မှချုပ်ပြမယ်เนาะဘာလို့လဲဆိုတော့ဒီဟာလေးတွေမှာမတို့ခြုံနည်းလဲလွယ်တယ်လွယ်ကူကူနဲ့ပြီးတဲ့ပုံစံမျိုးလေးတွေကိုတွားထားတယ်ပေါ့နော်ဒါပေမဲ့လူကြိုက်ရမ်းများသွားတယ်ပေါ့နော်ဒီပုံလေးကလည်းလေမထင်မှတ်ဖ ೇನೆ အဲ့တော့သူ့ကိုကြက်သီးခွင်းလေးတွေထည့်ခြင်းထည့်တယ်မမတော့အခုအင်ကြီးလေးမှာကြက်သီးခွင်းလေးထည့်ပေးလိုက်တာနော်ပန်းကြက်သီးလေးတွေထိုးခြင်းလဲဆိုလဲပစင်းကောင်းလေးတွေပေါ့နော်ပစင်းကောင်းလေးတွေထည့်လို့ရတယ်ပန်းကြက်သီးလေးတွေထည့်မယ်ပစင်းကောင်းလေးတွေထည့်ခြင်းလဲဆိုလဲကိုယ်သဘောပေါ့နော်ကြက်သီးခွင်းလေးနဲ့ချုပ်ခြင်းလဲဆိုလဲကြက်သီးခွင်းလေးတစ်ခါလေးထည့်ပြီးတော့မှချုပ်လိုက်ရုံပဲနော်အဲ့တော့ခါကြတော့မှအခုဒီမှာသူ့ရဲ့ရင်ပုံးချမ်းလေးပြီးသွားပြီလေပင်ဖောက်ပြီးသွားပြီဆိုမမတို့ကဒီဘက်မှာခုံးတောက်ကိုထပ်ပြီးရင်ဒီမှာလာမဲ့တောက်ကိုဆွဲမယ်အဲ့တော့ဒီဘေးရင်ဘေးတောက်ကိုဆွဲဖို့အတွက်ကိုမတို့ဒီနေရာပေါ့နော်ဒါကသူ့ရဲ့မတို့ line လေးဖြစ်သွားပြီနော်အဲ့တော့ဒီကနေမတို့9စင်တီကနေ9စင်တီကြားထဲမှာကြိုက်တဲ့လောက်ချပေါ့နော်9စင်တီချလို့လည်းရတယ်9စင်တီချလို့လည်းရတယ်6စင်တီချလို့လည်းရတယ်အဲ့တော့မကဒီမှာကတော့6စင်တီလောက်ချမယ်ပြီးမှာနော်6စင်တီလောက်ချလိုက်ပြီးတော့မှရင်ထိတ်ကလေးနဲ့လာပြီးတော့ဆက်ထားပြီးလို့ရှိရင်ဒီရင်ထိတ်ကနေပြီးတော့ခါကြတော့မအောင်မတို့3စင်တီခွာမယ်3စင်တီခွာတဲ့နေရာလေးမှာမတို့ညီလေးတစ်ကြောင်ဆွဲပြီးတော့မှတ်ထားမယ်နော်အဲ့လိုလေးပြီးသွားပြီဆိုတော့မှသူ့ရဲ့ပခုံးထောက်ကိုမတို့လာပြီးတော့ဆက်မယ်